ပထမအဆုံးအနေနဲ့ကျွန်တော် Chrome browser နဲ့ပြီးတော့ဌာနခါခိခင်ဆိုကူဆိုပြီးတော့ရိုက်ရှာလိုက်မယ်ပေါ့နော်ပြီးရင်ကြာလာတဲ့ဟာကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်အမှလိပ်ဆံပုံလေးနဲ့အားလေးကိုနှိပ်လိုက်မယ်အဲ့ဒါလေးနှိပ်လိုက်လို့ရှိရင်ဒီနေရာရောက်သွားပြီဆိုလို့ရှိရင်အောက်ကိုနဲ့ဆွဲချလိုက်မယ်အောက်ကိုနဲ့ဆွဲချလိုက်ပြီဆိုရင်အမှရှင်းခိခိုင်းတို့ကူကခုချီတာဆိုပြီးတော့လိမ်မော်ရောင်တို့ပန်းရောင်နဲ့ဆက်ထားတဲ့အားလေးကိုနှိပ်လိုက်မယ်ပေါ့နော်အဲ့ဒါနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အဆင့်6ဆင့်ဆက်လုပ်အောင်မယ်ပေါ့နော်အမှရှော့ကိုင်းကုတ်ရှိရသလိုရှိရင်လည်းတကယ်ချင်းစီကနေရှော့ကိုင်းကုတ်ထည့်ရင်ထည့်လို့ရတယ်မရှိရင်မထည့်နဲ့ပြီးလို့ရှိရင်အဲ့ဒီအောင်မှာသဘောတူညီပါတယ်ဆိုတော့အမှန်ကြလေးတွေချစ်ပြမယ်ပြီးလို့ရှိရင်ကိုယ်အသုံးပြုမဲ့ Gmail ထည့်မယ် Gmail ကိုသူကကုတ်ချပေးလိမ့်မယ်ပေါ့နော်ချလာတဲ့ကုတ်ကိုထည့်ပြီးတော့ကျွန်တော်တို့စုကြည့်ရဲ့စုစုမှုကိုဆက်သွားမယ်ပေါ့ဒီစင်ကတော့ဒါနာမည်တွေမွေးတက်ကလေးတွေပေါ့ကိုဖြည့်ရမှာပေါ့နော်သူဖြည့်ခိုင်းတဲ့အတိုင်းသတ်မှတ်ထားတဲ့အတိုင်းဖြည့်လိုက်လို့ရှိရင်အဆင်ပြေပြေနဲ့ဖြည့်လို့ရတယ်ဒါကကျွန်တော် booster code နဲ့ဖြည့်ရမယ်ပေါ့နော် booster code ကိုနေတဲ့လိပ်စာတွေကို booster code နဲ့ရှာပေါ့ပြီးရင်ကိုနေတဲ့လိပ်စာဆိုင်လို့ကဲနောက်ကျောမှာပါတဲ့လိပ်စာကိုအသေးချာလေးထည့်ပေးလိုက်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလိပ်စာကိုpassword ပါတဲ့စာရေးပို့ပြီးမှဖြစ်တဲ့အတွက်အသေးချာလေးမှန်အောင်ဖြည့်ဖို့လိုတယ်ပြီးလို့ရှိရင်ဖုန်းနံပါတ်ထည့်ပေးလိုက်ပါနော်ဖုန်းနံပါတ်ထည့်ပြီးသွားလို့ရှိရင်ဒါကကျတော့ကိုကဘာလုပ်နေလဲပေါ့နော်ကျောင်းပေါ့ပတ်တူလုပ်နေလဲပတ်တိုင်းလုပ်နေပတ်တိုင်းအတူပိုင်းသူလုပ်နေအတူပိုင်းသူရွေးပြီးတော့အစုကြီးရဲ့စုစုမှုဆက်သွားလိုက်ပြီးလို့ရှိရင်ဒီနောက်ဆင်ရကျတော့ရွှေကိုပေါ့တစ်လောက်ဘလောက်ပမာဏစုဘလောက်ရှမ်းဘလောက်ကိုစုမယ်ပေါ့နော်အဲ့လိုမျိုးတတ်မှတ်ခိုင်းတာပေါ့နော်ဒါတတ်မှတ်ပြလိုက်ပေါ့နော်အကောင်ရပြီးသွားပြီဆိုမှပေါ့နော်အဲ့ဒါပြန်ပြင်လို့ရတယ်ပေါ့နော်ဒီအမလို့ကျွန်တော်ကိုကြိုက်တဲ့လူမျိုးကိုစိတ်ကြိုက်ဝင်မဲ့ပမာဏပြန်ပြင်လို့ရတယ်အခုကတော့တတ်မှတ်ပြလိုက်ပြင်ဆက်သွားပြီးရင်ကျွန်တော်ယူချောဖြစ်ဖြစ်ဘန်တွေပါတွေသူကလောက်ခိုင်းတယ်လို့မျိုးချိန်ပြလိုက်ဗျာဘန်နံပါတ်တွေပါတွေဖြည့် password တွေပါတွေဖြည့်ပြလိုက်ပြီးလို့ရှိရင်ဒီတနာခကင်းစုကိုဘယ်ကနေဘလို့သိလဲပေါ့နော်ရွှေပြလိုက်ပါဗျာဘယ်အနေသိရလဲတကယ်လို့မရှိမပါဘူးဆိုလို့ရှိရင်လည်းဆွန်တော့တောက်ရွေးပြလိုက်တကယ်ချင်းစီကတင်ရတော့ပရာချူရွေးပြီးစုကီရဲ့စုစုမှုဆက်သွားပြလိုက်အဲ့လိုသွားလိုက်ပြီးလို့ရှိရင်ဒါကျွန်တော်ရှေ့ကနေပြီးတော့ဖြည့်ခဲ့တဲ့အချက်လက်တွေကိုပြန်ပြီးတော့စစ်လို့ရတယ်ပေါ့နော်အဲ့နေရာမှာအကုန်လုံးမှန်တယ်ဆိုလို့ရှိရင်နောက်တစ်ဆင့်ဆက်သွားလို့ရပြီပေါ့နော်အဲ့တော့နောက်တစ်ဆင့်ဆက်သွားလိုက်ပြီဆိုလို့ရှိရင်ဒီနေရာမှာတဲဆူဇူကီဘာနဲ့လုံးမလဲဆိုတော့ရွေးရမယ်ပေါ့နော်ဒါအင်တာနက်နဲ့လုံးမှာလားပေါ့နော်ဒါကတော့အင်တာနက်နဲ့တဲဆူဇူကီလုံးမယ်ဆိုတော့ပေါ့နော်သူ့ရဲ့အောက်မှာကယူဆိုဆိုပြီးတော့ပေါ့နော်စာရိုက်ကနေပြီးတော့ပို့ပေးတဲ့စာရိုက်ကနေပြီးတော့တဲဆူဇူကီလုံးတွေကလည်းရှိတယ်ပေါ့နော်အဲ့ဒါကျတော့အပြင်မှာလိုအပ်တဲ့စာရွက်စာတမ်းတွေ copy ကူးပြီးတော့ပြန်ပို့ရတယ်ပြန်ရောက်လာရင်ရှုပ်တယ်ဗျာအဲ့တော့အင်တာနက်ကနေလောက်တာအဆင်ပြေဆုံးပဲပေါ့နော်အင်တာနက်ကနေဖုန်းနဲ့လောက်လိုက်ရင်ပေါ့နော်အဲ့ကျတော့အင်တာနက်တူနီရောတို့တဲဆူဇူကီကိုရွှေ့လိုက်မယ်ဗျာပြီးလို့ရှိရင်အင်တာနက်တူနီရောတို့တဲဆူဇူကီကိုမိုစကိုမို့ဆိုတော့ဆက်နေလိုက်မယ်ဒီစင်ရောက်သွားပြီဆိုလို့ရှိရင်ဒါဟွန်လင်းခခုနင်းကိုဘာနဲ့လုံးမှလဲဆိုတော့ကျွန်တော်ရွေးချယ်ပေးရမယ်မိုင်နာမာကက်ရှိရင်မိုင်နာမာကက်မရှိဘူးမန်ကျောရှိရင်မန်ကျောနဲ့ပေါ့နော်ကိုမရှိတဲ့ကက်ကိုရွေးချယ်ပြီးတော့ကဲရဲ့မျက်နှာပြင်နဲ့နောက်ကျောတွေကိုတပ်ပုံရိုက်ပြီးတော့စုကီရဲ့ဆိုပြီးတော့ပို့ပေးလိုက်တာနဲ့ဒါအကောင့်ဖွင့်လို့ပြီးသွားပြီပေါ့နော်အကောင့်ဖွင့်တာပြီးမြောက်သွားပြီသူတို့ဘက်ကလည်း message တွေဘာတွေလက်ခံရရှိပြီးဆိုတဲ့အကြောင်းပြန်လိုက်မယ်မေးရနေပြီးတော့ပေါ့နော်ပြီးလို့ရှိရင်နောက်တဲ့3-4ရက်လောက်နေလို့ရှိရင်ကိုထည့်လိုက်တဲ့လိပ်စာကိုတနခါနေပြီးတော့စာရေးပို့ပေးလိုက်မယ်ပေါ့နော်အဲ့ဒီစာရေးထဲမှာမှ ID နဲ့ password နဲ့ပါမယ်ပေါ့နော်အဲ့ဒီ ID နဲ့ password နဲ့ကိုသုံးပြီးတော့ဒီရောက်ဆိုင်ရောက်လာပြီဆိုမှတနခါခင်ဆိုခု login account ကိုရိုက်ရှာပြီးတော့စာရေးထဲမှာပါလာတဲ့ ID နဲ့အဲ့ဒီ password ကိုရိုက်ထည့်ပြီးတော့ဝင်လိုက်လို့ရှိရင်ဒါ account ရလိုက်ပေါ့နော်
အကောင်ရလာပြီဆိုမှအဲ့ဒါမှာရွှေဝယ်ရင်ရွှေပလက်တီနဲ့ဆိုပလက်တီနဲ့ပေါ့ငွေဆိုငွေကိုလိုချင်တဲ့ကိုလိုချင်လိုဝယ်လို့ရပြီပေါ့နော်